န်ကောက်မှာအရန်တစ်ဖက်ကြီးရဲ့ Safari World တရိတ်ဆန်ဥယျာဉ်ဇူးကိုရောက်ရှိလာခဲ့ပါပြီကျွန်တော်တို့အခုကတော့တရိတ်ဆန်တွေကိုကြည့်ဖို့အတွက်ကားပေါ်ရောက်နေပါပြီဘတ်ကားပေါ်မှာပါဒီကနေအကောင့်တွေကိုလမ်းကြည့်ပါမယ်ဟိုမှာတော့ငှက်နဲ့မင်းကြားတွေဖြစ်ပါပြီ What and zebra ငှက်တွေကိုကြည့်လိုက်အောင်တက်ပင်တွေပဲအကုန်ဝိုင်းအောင်ပြီးနားနေတယ်ဒီမှာ white rhino တွေရှိရနေရပါတော့နားတော့နှစ်ကောင်ပဲတွေ့လိုက်တယ်သုံးကောင်တော့မတွေ့ဘူးဟိုခြံထဲမှာတော့ငှက်ကလေးရှိပါတယ်ငှက်ကလေးရဲ့ပြင်မှာတော့တရေထက်ရှိပါတယ်ကဲအခုကတော့ wildlife door တွေကိုဝင်သွားပါပြီလက်ရောက်ချင်းတွေ့လိုက်ရတော့ချင်းသိပ်ပဲဖြစ်ပါတယ်ရှေ့မှာတော့ကြားချန်တွေကိုစပြီးတော့ရောက်လာရဖြစ်ပါတယ်ချင်းသိပ်ပြီးတော့ကြားလာမယ် Safari World တွေကိုကြည့်ရတော့ဒီလောက်ပါပဲတဲ့တကယ်ပြောရင်တော့မတန်ပါဘူးအခုကတော့မြောက်ပွဲကိုသွားကြည့်မှဖြစ်ပါတယ်ဇူးထဲမှာပါကဲအခုကတော့မြောက်ပွဲကိုကြည့်ဖို့အတွက်သွားနေပြီဖြစ်ပါတယ်လမ်းမှာလည်းကျွန်တော်တို့တခြားတရိတ်ဆန်တွေကိုလည်းတွေ့ရအောင်ပါပါဟိုမှာတော့အရန်ကိုလှတဲ့ကြက်တူရွေးတွေဖြစ်ပါတယ်ဟေ့ရပါပြီတော့ဟာချီးပါပေါက်တယ်ဟဲ့ဟိုလေးရုံရုပ်ကြီးအောင်အကြီးရွေးလေးရုံထင်တယ်ဟုတ်တယ်လေးရုံဟော့ပေါ့နော်ကဲအခုကတော့မြောက်ပွဲကိုရောက်ပါပြီလဲတော့ချိန်မှာပဲပွဲကြီးကလည်းပြီးသွားပါပြီရောက်တော့ကတော့အနာရရှိသွားပါပြီကဲဒါကတော့မြောက်လက်ဝိတ်ထိုးပွဲကြီးပြီးသွားရဖြစ်ပါတယ်ကျွန်တော်တို့လာတာနောက်ကြလို့ပွဲကိုတဝက်တစ်ပြက်နဲ့ပဲကြည့်လိုက်ရပါတယ်ပြီးတော့နေရာလည်းမရလိုက်ပါဘူးအခုဆိုရင်မတ်တက်ရက်ပြီးတော့ vlog ရိုက်ထားတာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့အခုကတော့ကပီဘာရာတွေရှိတဲ့တရိတ်ဆန်ဥယျာဉ်ချင်းဘက်ကိုရောက်ရှိသွားပါပြီဖြစ်ပါတယ်နောက်ပွဲပြီးသွားတဲ့နောက်မှာတော့စင်ပွဲကိုကြည့်ဖို့အတွက်ရောက်လာပြီဖြစ်ပါတယ်အခုကတော့နေရာကိုကြိုဥလာပါတယ်စင်တွေမလာရင်လူတွေရောက်လာပြီးတော့ဒီပွဲကိုဖျော်ဖြေနေရပေါ့နော်ကဲအခုကတော့ကျွန်တော်တို့စင်လေးတွေစပြီးတော့ဝင်လာပြီဖြစ်ပါတယ်ပထမဆုံးပြသမယ်ကျွန်တော်တို့ show ကတော့စင်တွေပုံဆွဲပြတဲ့ show ပဲဖြစ်ပါတယ်ခုကတော့စင်တွေဆွဲပြီးတော့ထွက်လာတဲ့ပုံမျိုးဖြစ်ပါတယ်ပုံကတော့တော်တော်လေးလာတယ်ဒီစီကနည်းနည်းကိုရှိပါတယ်နောက်ထပ်ပြသမဲ့ပွဲကတော့ကျွန်တော်တို့စင်လေးဘောလုံးကြံပြတဲ့ပွဲဖြစ်ပါတယ်ကျွန်တော်တို့စင်တွေရောက်ဘောလုံးကြံနေတာပါစင်ပွဲကတော့ဒီမှာပဲအဆုံးသတ်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာပဲအံသွားပါပြီဆိုးဝဲပြီးလို့ထွက်ကြတဲ့လူတွေပါလူအုပ်စုချောကြားရတယ်မှာအများကြီးဆိုးဝဲပြီးလို့ထွက်တဲ့လူတွေကျွန်တော်တို့ရှေးဟောင်းလိတ်ကြီးတွေဒီ Safari World ထဲမှာရှိနေပါတယ်မြောက်လွဲကြော်တွေပါခုနောက်ထပ်ကြားသားမဲ့ပွဲရတော့ကောင်းဝိုင်ရှိုးပွဲလားတနက်ပြစ်ပွဲလားမသိဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ခိုးကတော့သွားနေပြီဖြစ်ပါတယ်ကျွန်တော်တို့ရောက်လာတဲ့ချိန်မှာတော့တနက်ပြစ်ပွဲ dance dance show ပြမှာလေပေါ့နော်ကဲကျွန်တော်တို့ဒီမှာတော့စကားသိရင်ပြောတော့ပါဘူးဒီမှာ story တိုင်းပဲ show ပွဲကိုပြလိုက်တော့မှာပဲ
နေ့လေဘူဖေးလာစားရပဲဖြစ်ပါတယ်ကျွန်တော်တို့ခဏနားတာပါနေ့လေစားပြီးတော့ကျွန်တော်တို့တရိတ်ဆန်ဥယျာဉ်ထဲမှာအရန်ပူလို့ကျွန်တော်တို့ခဏလောက်တော့နားလိုက်သေးပါတယ်ကျွန်တော်တို့ဒီဟိုသွားဒီသွားနေပေါ့နော်ညနေရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ဖြန်ပွဲကိုတွားကြည့်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့စီးလိုင်းရုံပေါ့နော် สอบถามกับเจ้าหน้าที่ได้เลย ကျွန်တော်တို့စီးလိုင်းရုံပြပွဲတော့တိတ်မထူးဆန်းပါဘူးကျွန်တော်ဒီဘောလုံးပြစ်လိုက်ဟိုယူဒီယူနဲ့ကျွန်တော်တို့အဲ့လိုလေးပဲပုံမှန်လေးပဲပြတာပေါ့နော်အဲ့တော့ကျွန်တော်ဒီတိုင်းရိုးရိုးပဲပြလိုက်တော့မယ်ဘာမှတိတ်မပြောတော့ဘူး OK ညနေရလဲညံကောင်းတယ်ရှမ်ရှမ်မိုက်ရ 请各位拍手ปรบมือหน่อยครับผมตามยอดเสียงเลยว้าว very good มาแล้ว请各位掌声鼓励鼓励感恩谢谢เดี๋ยวเราจะได้เห็นนะฮะกับการกระโดดจัมป์บอลกันนะครับ现在还适合海豹秀高球可以啊各位1 2 3耶อีกหนึ่งลูกนะอัปรบมือ နောက်ဆုံးမှသိလိုက်ရတာအခုပြနေတဲ့ဟာ orange ပေါ့နော်စီလိုင်းရောင်းကျတော့ဘေးကဟိုးဘေးကအကြီးပေါ့နော်အဲ့ဒါမှတကယ်စီလိုင်းရောင်းဖြစ်ပါတယ်ကျွန်တော်အခု Safari World ကနေပြန်มาတော့မယ်ကျွန်တော်ရဲ့ day 3 video လေးကတော့ဒီလောက်ပါပဲဒီမှာပဲအံ့သွားပါပြီ Thanks for watching.